ဖွားတက်ကဘလား စစ်ချက်ငါစစ်ချက်ထောက် 8585ကျော်လို့86ရှိနေပြီဒီထိထားတဲ့သားရောတပလောက် 50 50ဒီသားတယောက်တည်းကပဲအဖွားကိုလှုပ်ကျွေးနေတာပေါ့ဒီဘာလှုပ်တွေလှုပ်ပြီးအဖွားကိုလှုပ်ကျွေးရတော့ဖွားဘာလှုပ်တွေလှုပ်ပြီးအဖွားကိုလှုပ်ကျွေးလဲဒါ လောက်တယ်ပဲဒီရောပါလိတာရောပါတော့ရောပါချစ် ရဘာချစ်တာအဓိကတော့ရဘာချစ်တယ်နော် အားလုံးမင်္ဂလာပါဒီလိုဦးဒီလိုအဲ့တဲ့သူတွေကိုတားရလူတွေပြတာကတကယ်ကိုဝမ်းသာပီတိဖြစ်ပြီးပါတယ်တကယ်ကိုကိုယ်ရပါကျွန်တော်တို့ဒီဗီဒီယိုလေးကိုအစားဆုံးတူတူကချစ်စုကြအောင်ခင်ဗျာ အပြောတကြတယ် ဒီတိုင်းပဲတကားတော့မပြောဘူးနှာခေါင်းပိုက်ကတော့လွတ်ထားပြီပေါ့မလေးနှာခေါင်းပိုက်ဒါတို့အစားလာတော့ရှိတယ်လေနှာခေါင်းပိုက်ကတော့ဖြုတ်လိုက်ပြီဒီပေါ့ဘာပဲပြောခုနှစ်သားသမီးတွေရဲ့အကူအညီနဲ့ဒီတစင်လေးတော့ဖြုတ်သွားပြီစကားတော့ပြောလို့မရသေးဘူးနော်ဒီဘာချက်လဲဖွာ မနဲ့လား ဟုတ် ကျဦးပဲ ကျုပ်ပဲကျုပ်ပဲချက်အဖွားတက်ကဘလား စစ်ချက်ငါစစ်ချက်ထောက် 85ကျော်လို့86ရှိနေပြီဒီထိထားတဲ့သားရောတပလောက် 50 50ဒီသားတယောက်တည်းကပဲအဖွားကိုလှုပ်ကျွေးနေတာပေါ့ဒီဘာလှုပ်တွေလှုပ်ပြီးအဖွားကိုလှုပ်ကျွေးရတော့ဖွာဘာလှုပ်တွေလှုပ်ပြီးအဖွားကိုလှုပ်ကျွေးလဲဒါ လောက်တယ်ပဲဒီရောပါလိတာရောပါတော့ရောပါချစ် ရဘာချစ်တာအဓိကတော့ရဘာချစ်တယ်နော်ရဘာချစ်ပြီးတော့မိခင်အိုကြီးကိုလှုပ်ကျွေးနေတဲ့သားလေးမှာနော်အခုကျတော့ရုတ်တရက်လေဖြတ်ပြီးတော့ငကူကမှစားဖို့တော့မှရုံးကန်နေရပါတယ်ဆိုမှလေဖြတ်တဲ့ကကြကုသတရားမရှိလို့ဒါတို့ခုနှစ်သားသမီးမင်းသားပရာဟိတနေပြီးတော့ဝိုင်းဝန်းပြီးတော့ကုန်ကြီးပေးထားတာပေါ့နော်။ဘာပဲပြောနှာခေါင်းပတ်လေးတော့ဖြုတ်သွားပြီပေါ့လို့သေးတယ်နော်။ဒီနေ့လဲအဖွားတို့အတွက်ပေါ့ကိုနိုင်လာရှုမျိုးတဲ့ကိုနိုင်လာရှုမျိုးကနေပြီးတော့အဖွားအတွက်အလူငွေတသိန်းပြီးတော့စေနာရှင်တအူးကနေ1000လူတန်းပေးလို့လာလူပေးရနော်။စေနာရှင်အလူရှင်နဲ့ကိုနိုင်လာရှုမျိုးကိုစုတောင်းတကားပြောပါနော်။ 那有一种啊，ဒါဟုတ်ကဲ့ရင်ပေါ့ 给 ကရင်ကောတက်ခေါင်းရဟာဒါတည်းအဖွာအမျိုးသားရောက်ပဲရွာလဲ 哦，把爬嘎那个， ဖတ်ကန်မကလားဟုတ်ကဲ့ဖွာစီပါနေနော်သွားလိုက်အောင် ဗီဒီယိုလေးကိုအစားဆုံးလည်းပဲချစ်စုပေးတဲ့အတွက်အားလုံးကိုချစ်စုတင်ပါတယ်ကျွန်တော်တို့နောက်လာတဲ့ဗီဒီယိုလေးမှာလည်းပြန်လည်ဆုံတွေ့တဲ့ဘုရားနဲ့ channel လေးနဲ့ like ဆွဲလို့ချစ်ပြီးကူညီကြပါအားလုံးကျမ်းချမ်းသာကြပါစေလောကမှာစစ်ပေးတဲ့မိသားစုမှာစစ်ပေးပါစေလို့ကျွန်တော်ဒီတိုင်းလေးပြီးတော့အားလုံးတက်ဆုတောင်းပေးပါတယ်ခင်ဗျာ